ဒိုဖလာမင်ကိုဆိုတာကတော့ဒေါက်ကီဆိုဂျဲပါရစ်ရဲ့ကပတိန်တစ်ယောက်ဖြစ်ပြီးတော့ One Piece series ထဲမှာဆွဲဆောင်မှုအပြည့်ရှိတဲ့ပီလင်တစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ Devil Fruit name ကတော့ Ito no Mi ဖြစ်ပြီးတော့ Devil Fruit Awakening ဖြစ်ပြီးသားလူတစ်ယောက်ဖြစ်ပါတယ်။ Dressrosa Saga S ရဲ့ main ပီလင်တစ်ယောက်ဖြစ်က One Piece series မှာပါဝင်ခဲ့တာက Dressrosa ရဲ့ပရင်တစ်ယောက်အနေနဲ့ကောရှီချီပူကိုင်းအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။လူဖီရဲ့တိုက်ခိုက်မှုမှာရှုံးနိမ့်ခဲ့တာကြောင့်တကဘာလုံးအထိတုံးလုံးထောက်ချရတဲ့အထိဖြစ်ခဲ့ကြပါတယ်။သူဟာအဲ့ဒီနောက်မှာတော့ Imperial Town Level 6မှာအကျဉ်းချခံလိုက်ရပြီးတော့ပါမင်ကိုမိသားစုဟာကမ္ဘာနိုဘယ်များထဲမှာစဉ်းသက်လာတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူတို့ရဲ့တော်ဝင်မိသားစုဟာကမ္ဘာအစိုးရရဲ့ဖွဲ့စည်းရာမှာပါဝင်ကူညီခဲ့ပြီး Mary Geosis ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်း Homing ဟာသူ့ရဲ့ယာထုကို War Nobel ဖြစ်ဆွန့်လွတ်လိုက်ပြီးတော့တာမန်ဘဝဖြစ်နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာမှုမှတ်တွေကစိတ်ဆိုးခဲ့တာကြောင့်တာမန်လူသားတွေဟာဒိုဖလာမင်ကိုရဲ့မိသားစုတွေကိုတိုက်ခိုက်ခဲ့ကြပြီးတော့နောက်ဆုံးမှာတောင်ကီဆိုတဲရဲ့မိခင်ဟာဖျားနာပြီးတေဆုံးသွားခဲ့ရပါတယ်။ငယ်စဉ်တုန်းကဆိုရင်တောင်ကီဆိုတဲဒိုဖလာမင်ကိုဟာသူ့ညီလေးရာစီနန်ဒီကိုအလွန်တန်ဖိုးထားပြီးစောင့်ရှောက်ပေးခဲ့တဲ့သူဖြစ်ပါတယ်။ဒိုဖလာမင်ကိုဟာသူ့ညီရာစီနန်ဒီကိုအန်ဒီယပြုတ်တဲ့သူမှန်သမျှတတ်ပြစ်မယ်လို့ပြောခဲ့ပါတယ်။သူတို့ရဲ့အမေနေမကောင်းဖြစ်ပြီးတည်သွားတာကိုမြင်လိုက်ရတဲ့အတွက်ကြောင့်ဒိုဖလာမင်ကိုဟာသူ့ညီလေးရာစီနန်ဒီကိုကာကွယ်ဆောင်ရှောက်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းရာစီနန်ဒီဟာမရင်းတပ်သားတွေအတွက်တရှိုးဖြစ်နေတယ်လို့သူတန်တရားစောင့်ဝင်လာတဲ့အခါမှာတော့သူ့ညီအပေါ်မှာထားတဲ့ကယုဏစိတ်တွေဟာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။အဖြစ်ပြက်အားလုံးပေါ်ပေါက်လာခဲ့ပါတယ်။ရာစီနန်ဒီဟာမရင်းတပ်သားတွေစီကိုတည်င်းပေးဖို့နေကြောင်းဖာကိုမှအတီးပြုတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒိုဖလာမင်ကိုဟာသူ့ရဲ့အကိုဆိုတာကိုညှင်းပယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ Devil Fruit အကြောင်းပြောရမယ်ဆိုရင်တော့အပေါ်ကပြောထားသလိုပါပဲ Ito no Mi ဖြစ်ပြီးတော့ကျိုးများကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။သူ့ရဲ့ကျိုးများဟာအခြားကျိုးတွေနဲ့မတူပဲအလွန်ပါးလွှာပြီးတော့ခြုံထက်နေတယ်လို့သိရပါတယ်။သူ့ရဲ့ကျိုးများနဲ့ရန်သူတိုင်းကိုခဏလေးအတွင်းမှာတိုက်ခိုက်နိုင်ပါတယ်။သူ့ရဲ့ကျိုးတွေဟာအလွန်ထက်မြက်တာကြောင့်အုတ်ကာပြန်ကိုခုတ်ထစ်ကနိုင်ငံတစ်ခုလုံးကိုရဆရာမရှိအောင်ဖျက်ဆီးနိုင်လောက်တဲ့အထိတက်မာလွန်ပါတယ်။ဒါအပြင်သူဟာသူ့ရဲ့အတွင်းအင်္ကာများကိုပြုပြင်ရန်အတွက်ကျိုးများကိုအသုံးပြုနိုင်ပါတယ်။သူ့ရဲ့ရန်သူကိုသူ့ကျိုးတွေနဲ့ထိန်းချုပ်ထားပြီးတဲ့အခါမှာတော့အများအပြားပြိုင်ဘက်တွေကိုအချင်းချင်းတိုက်ခိုက်စေခဲ့ပြီးဘေးနားကနေထိုင်ကြည့်ပြီးရှီမောနေတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ကျိုးတွေကိုတိမ်တိုက်မှချိတ်ပြီးလေထဲမှာသွားနိုင်ပါတယ်။သူ့ရဲ့ Devil Fruit Awakening ဟာဆိုရင်တော့တောင်ကီဆိုတဲဒိုဖလာမင်ကိုဟာတက်ရှိမဟုတ်တဲ့အရာတွေကိုကျိုးများဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။